ကောင်မလေးဟာအိမ်ကအတင်းကျပ်အိမ်အောင်ပြုတ်ခိုင်းနေတာကိုရှောင်လွှဲဖို့အတွက်ချမ်းသာရေးနဲ့မင်းကြီးရဲ့ပုံမှာသူမရေးစားမျက်နှာကိုပြင်ထည့်ပြီးဝီချက်မှာတင်လိုက်ပါတယ်။ဒါပေမဲ့နောက်တစ်နေ့မှာတော့ကိုရောင်ကိုဝါတွေတောက်ပပြီးရွှေတုံးကြီးကိုကင်ထားတဲ့မျိုးသားတစ်ယောက်ကသူမစီတကယ်ရောက်လာပါတော့တယ်။ကောင်မလေးကတော့တစ်ဖက်လူဟာကော့ပလေးကစားနေတာလို့ထင်ပြီးမောင်းထုတ်လိုက်ပါတယ်။အဲ့ဒီအခါချမ်းသာရေးနဲ့မင်းကြီးကသူလာရတဲ့အကြောင်းရင်းကိုရှင်းပြပါတယ်။မနေ့ကသူမတင်လိုက်တဲ့ပုံကြောင့်နတ်မင်းကြီးရဲ့ဂုံတိတ်ခါထိခိုက်သွားတဲ့အတွက်တီကြားမင်းကနတ်စည်းကမ်းအရသူမနဲ့လူပြည်မှာတစ်နှစ်ကြာချစ်သူတက်တန်းစားချုပ်ချုပ်ဆိုဖို့ပြစ်ဒဏ်ပေးလိုက်တာဖြစ်ကြောင်းဒါမှသာနတ်ပြည်ကိုပြန်သွားလို့ရမှာဖြစ်ကြောင်းပြောပါတယ်။ဒါပေမဲ့ဒီလိုထူးဆန်းတာကိုမယုံတဲ့သူမကတော့လူလိန်လို့ပဲထင်ပြီးတမျက်စိနဲ့ရိုက်ပါတော့တယ်။အဲ့ဒီအခါချမ်းသာရေးနဲ့မင်းကြီးကသူ့ရဲ့တန်ခိုးနဲ့သူမလက်ထဲကစိတ်ရွံတန်တမျက်စိကိုမျက်စိရှိတင်ရွှေတမျက်စိဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်။ငါကချမ်းသာရေးနဲ့မင်းကြီးပဲကြောက်ခဲကိုရွှေဖြစ်အောင်လုပ်နိုင်တာပေါ့လို့ဆိုပါတယ်။အဲ့ဒီအချိန်မှာပဲသူမအမေစီကဖုန်းလာပြီးအခုတင်ထားတဲ့ရီးစားကိုဒီနေ့လေအိမ်ခေါ်လာခဲ့ဖို့ထပ်မံဖိအားပေးပါတယ်။သူမလည်းတခြားနည်းလမ်းမရှိတာနဲ့ချမ်းသာရေးနဲ့မင်းကြီးကိုအိမ်ထဲဆွဲသွင်းပြီးရီးစားဟောင်းထားခဲ့တဲ့အဝတ်စားတွေကိုဝတ်ခိုင်းလိုက်ပါတယ်။အဝတ်လဲပြီးတာနဲ့ချမ်းသာရေးနဲ့မင်းကြီးရဲ့အိတ်ကက်ထဲကနေငွေစက်ကူတွေအများကြီးပန်းထွက်လာပါတယ်။ချမ်းသာရေးနဲ့မင်းကြီးကသူလူပြည်စင်းလာကစနှစ်တန်ခိုးမတည်ငြိမ်သေးလို့ဒနာတက်တွေရိုစိမ့်ထွက်လာတာဖြစ်ကြောင်းရှင်းပြပါတယ်။သူတို့နှစ်ယောက်တက်စီစီးပြီးအိမ်ပြန်တဲ့လမ်းမှာလဲငွေစက်ကူတွေတရားဟောထွက်လာပြန်ပါတယ်။အိမ်ရောက်တဲ့အခါရွမ်း200ကျတင်တာကိုချမ်းသာရေးနဲ့မင်းကြီးကရွှေတုံးကြီးတတုံးထုတ်ပေးပါတယ်။ကားဆရာကဒါဟာရုပ်ရှင်ရိုက်တဲ့ပစ္စည်းအတူလို့ထင်ပြီးစိတ်ဆိုးတာကြောင့်ကောင်မလေးကပဲဖုန်းနဲ့ငွေချေပေးလိုက်ရပါတယ်။အိမ်ကိုရောက်တော့မိဘတွေကရွှေရောင်ဝင်းနေတဲ့တားမက်လောင်းကိုမြင်ပြီးအရန်သဘောကျသွားကြပါတယ်။ဒါပေမဲ့အိမ်ဝယ်ပြီးပြီလားလစာဘလောက်လဲဘယ်မှာအလုပ်လုပ်လဲဆိုတဲ့မေးခွန်းတွေမေးတဲ့အခါကိုထက်ကောင်းကင်ပုံမှာအလုပ်လုပ်တယ်လို့ဖြေတာကြောင့်ရောက်ခမကသူဟာအိမ်မရှိကားမရှိတဲ့ရုပ်ချောလူမွဲတစ်ယောက်လို့သတ်မှတ်လိုက်ပါတယ်။ဒါပေမဲ့ရောက်ကတိကတော့သမီးသဘောကျရင်ပြီးတာပဲဆိုပြီးဟင်းချက်ကျွေးဖို့မိဖို့ချောင်းထဲခေါ်သွားပါတယ်။ချမ်းသာရေးနဲ့မင်းကြီးကမိဖို့နဲ့မင်းကိုအကူအညီတောင်းလိုက်တဲ့အတွက်ရောက်ကတိကအသားတွေကိုရေခဲတစ်တာတွေကထုတ်ယုံရှိသေးတယ်။စပွဲပေါ်မှာအရသာရှိတဲ့ဟင်းပွဲတွေအသင့်ဖြစ်နေတာကိုမြင်ပြီးအံ့ဩသွားပါတော့တယ်။ထမင်းစားပြီးချိန်မှာဝမ်းကွဲအမနဲ့သူမရဲ့ယာဒူးတေးသေးလေးရှိတဲ့ခင်မွန်းတို့ရောက်လာပါတယ်။သူတို့ကငကားအသစ်ဝယ်တာကိုကြောလုံးထုတ်ပြီးကောင်မလေးကိုလစာ3500နဲ့သူတို့ကုမ္ပဏီမှာအလုပ်လာလုပ်ဖို့နှိမ်ပြီးပြောပါတယ်။ချမ်းသာရေးနဲ့မင်းကြီးတော့ကငါရှိတရွှေ့ရှောင်ဖူမှာပတ်စံတွေအမြဲရှိနေမှာပဲလို့ပြောတဲ့အခါသူတို့ကလောင်ကြတာမြင်တော့ချမ်းသာရေးနဲ့မင်းကြီးကစိတ်တိုနဲ့ကောင်မလေးကိုဖယုံစေးတဆုပ်ပေးလိုက်ပြီးရွှေစေးတွေအဖြစ်ပြောင်းလဲပေးလိုက်ပါတယ်။ဝမ်းကွဲအမလင်မယားကထက်နေကျင်တာနဲ့မင်းရဲ့နှစ်ကုံဘောနက်ကဘုံတစည်းစာရှိရဲ့လားလို့မေးပါတယ်။ချမ်းသာရေးနဲ့မင်းကြီးကတော့အဲ့ဒါထက်ပိုတယ်လို့ဖြေလိုက်ပါတယ်။အိမ်ရှိလားလို့မေးတဲ့အခါမှာလည်းချမ်းသာရေးနဲ့မင်းကြီးကအင်္ဂရန်စာအုပ်တွေအများကြီးထုတ်ပြလိုက်ပါတယ်။အားလုံးကကြည့်လိုက်တဲ့အခါမျိုးတွေကကောင်းဆုံးနေရာတွေကအိမ်10လုံးဖြစ်နေတာကြောင့်စွန့်သွားကြပါတယ်။နောက်ပြီးကားဂရန်တွေပါထုတ်ပြလိုက်ပါတယ်။ဒါပေမဲ့အားလုံးကဒါတွေဟာအတုတွေပဲလို့ထင်ပြီးလမ်းဘေးကဝစ်စုံဝစ်ထားတဲ့လူစင်းရဲကဘလို့လို့တန်းပေါင်းများစွာတန်တဲ့အိမ်တွေကားတွေရှိမှလဲလို့ဆိုကရောက်ခမကပါသူ့ကိုလူလိန်လို့သတ်မှတ်ပြီးအိမ်ကနေမောင်းထုတ်ဖို့ကြိုးစားပါတော့တယ်။အဲ့ဒီအချိန်မှာအဖွားဖြစ်သူရောက်လာပြီးကောင်မလေးအတွက်နင်းနဲ့မင်းဆိုသူလူတစ်ယောက်နဲ့မိတ်ဆက်ပေးပါတယ်။သူကတင်တောင်းငွေ3,800,000ပေးမှဖြစ်ပြီးအဲ့ဒီပတ်စံနဲ့ဝမ်းကွဲအမရဲ့မောင်လေးအတွက်အိမ်ဝယ်ဖို့အတွက်ငွေပေးချေရမှာသုံးမယ်လို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီလူဟာရုပ်ဆိုးပြီးလူမတယောက်ဖြစ်မှန်းကောင်မလေးကသိနေပါတယ်။တကယ်ချမ်းသာရေးနဲ့မင်းကြီးကသူ့နာမည်ကိုအလွဲသုံးစားလုပ်နေတာကိုမြင်တော့အရန်ဒေါသထွက်သွားပါတယ်။အဲ့ဒီအချိန်မှာပဲနင်းနဲ့မင်းကလူမိုက်တွေနဲ့အတူတင်တောင်းငွေယူပြီးရောက်လာပါတယ်။ဝါနဲ့ဝမ်းကွဲအမတို့ကတော့ကောင်မလေးကိုအတင်းကျပ်ပေးစားဖို့လုပ်ကြပါတယ်။အမေဖြစ်သူကညင်းဖို့စူးစမ်းပေမဲ့နင်းနဲ့မင်းကဒေါသထွက်ပြီးအတင်းခေါ်ဖို့လုပ်ပါတယ်။အဖွားကကောင်မလေးကိုပါရိုက်ပြီးဒီနေ့မယူလို့မရဘူးလို့ပြောကနင်းနဲ့မင်းစီအတင်းတွန်းပို့ပါတယ်။အဲ့ဒီအချိန်မှာချမ်းသာရေးနဲ့မင်းကြီးကလက်တစ်ချက်ဝေးလိုက်ုံနဲ့အားလုံးကိုဖယ်ရှားလိုက်ပြီးရင်ကျေးတဲ့နီးနဲ့ဖြည့်ရှင်းရအောင်ကောင်မလေးကိုမပေးစားဖို့အတွက်ဘာလုပ်ပေးရမလဲလို့မေးပါတယ်။ဖွားကနင်းနဲ့မင်းထက်ပိုတဲ့တင်တောင်းငွေပေးနိုင်ရင်ရတယ်လို့ဆိုပါတယ်။နင်းနဲ့မင်းကတော့အနိုင်ယူကျင်တာနဲ့တင်တောင်းငွေကို3,800,000အထိတိုးလိုက်ပြီးမင်းမှာပတ်စံမရှိရင်ထွက်သွားစမ်းလို့ဟုတ်ပါတယ်။ချမ်းသာရေးနဲ့မင်းကြီးက3,800,000ပဲလားဘသူကမရှိဘူးပြောလဲလို့ဆိုကလက်ဖြောက်တစ်ချက်တီးလိုက်တဲ့အခါမှာကောင်းကင်ကနေရွှေတုံးကြီးတွေဝေါခနေကြလာပါတော့တယ်။အားလုံးကအံ့ဩပြီးကောက်ကြည့်လိုက်တဲ့အခါတကယ်ရွှေစစ်တွေဖြစ်နေတာကိုတွေ့သွားပြီးမင်းတက်သွားကြပါတယ်။ချမ်းသာရေးနဲ့မင်းကတော့ဒီလောက်ဆိုတင်တောင်းငွေအတွက်လုံလောက်ပြီလားလို့ထပ်မေးလိုက်ပါတော့တယ်